အားလုံးပဲမင်္ဂလာပါ Share ရဲ့ podcast episode 7 ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ episode မှာတော့ Share က timeline မတူတဲ့ဘဝတွေအကြောင်းကိုပြောချင်ပါတယ် Share တို့ကတခါတလေကိုဘဝမှာသူများတွေနဲ့နိုင်ရှင်ပြီးတော့စိတ်ညစ်တတ်တယ်တယောက်ကအောင်မြင်နေပြီနောက်တစ်ယောက်ကအိမ်ထောင်ကြနေပြီနောက်တစ်ယောက်ကကိုယ်ပိုင်လုပ်ငန်းနေစားနေပြီပြီးတော့ကိုယ့်အကိုငါများနောက်ကျနေပြီလားပေါ့နော်အဲ့လိုမျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့တကယ်တော့လူတိုင်းရဲ့ timeline ဆိုတာမတူညီကြဘူးပေါ့နော်လူတိုင်းရဲ့စတင်ချိန်လည်းမတူညီသလိုအခက်အခဲတွေအတွေ့အကြုံတွေစိတ်ခံစားမှုပတ်ဝန်းကျင်တွေလည်းမတူကြပါဘူးဒါကြောင့်မလို့ပန်းတိုင်းတစ်ခုအတူတူရောက်ရမယ်ဆိုတာလည်းပဲရှိမလဲတချို့ပန်းတွေကနွေရာသီမှာပွင့်တယ်တချို့ပန်းတွေကမိုးရာသီမှာပွင့်တယ်နောက်ကျပြီးပွင့်လေပန်းကလာတာပဲဒါကြောင့်မလို့ဘယ်ပန်းမှာငါနောက်ကျပြီးပွင့်သွားပြီဆိုပြီးတော့စိတ်ညစ်ညစ်နဲ့ပန်းမလောက်ဆိုတာမရှိဘူးပေါ့နော်ဘဝဆိုတာလည်းအဲ့လိုပါပဲတခါတလေနေတယ်လို့ထင်ရပေမဲ့အဲ့ဒီနေခြင်းကကိုယ်အတွက်ပြက်ကွက်သွားတာဆုပ်ယုပ်သွားတာဆုံးရှုံးသွားတာလို့မထင်သင့်ဘူးပေါ့နော်နေတဲ့ချိန်တွေကကိုယ်အတွက်ပြင်ဆင်ဖို့ပေးတဲ့ချိန်တွေဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ကိုမမြင်နိုင်သေးတဲ့အခွင့်အရေးတစ်ခုအတွက်ကိုကတီးဆောင်းနေတယ်ဆိုလို့ရှိရင်သူများနဲ့ comparison လုပ်မိတဲ့အချိန်မှာကိုကစိတ်ပင်ပန်းရပါတယ်ဒါပေမဲ့ကို pace နဲ့ကိုရှောင်းနေတယ်ကိုဘဝလေးနဲ့ကိုအေးချမ်းနေတယ်ဆိုလို့ရှိရင်ဒါကိုလက်ခံနိုင်တဲ့ချိန်ဆိုရင်စိတ်အေးလာပါတယ်ငါချိန်မရောက်သေးဘူးဆိုတာကိုလက်ခံနိုင်တဲ့လူကပိုပြီးတော့တည်ငြိမ်လာတယ်အချိန်မီရောက်ဖို့ကအရေးကြီးတာမဟုတ်ပါဘူးကိုချိန်ရောက်တဲ့အခါမှာကိုက ready ဖြစ်နေတာကပိုအရေးကြီးပါတယ်တကယ်တော့အောင်မြင်မှုဆိုတာလူတိုင်းအတွက်တူတူမဟုတ်ပါဘူးတချို့လူတွေအတွက်ကရာထူးကြီးတာအောင်မြင်မှုဖြစ်နိုင်တယ်တချို့လူတွေအတွက်ကပတ်စံများများရှိတာအောင်မြင်မှုဖြစ်နိုင်တယ်တချို့လူတွေအတွက်ကကျန်းမာရေးအောင်မြင်မှုဖြစ်နိုင်တယ်ဒါပေမဲ့ကို timeline ထဲမှာကိုလှုပ်ချင်တာကိုလုပ်ရပြီးတော့ကိုချစ်တဲ့လူတွေကိုဖြည့်ဆည်းပေးနိုင်တယ်ဆိုရင်အဲ့ဒါလည်းအောင်မြင်မှုပဲမဟုတ်လားကိုဘဝမှာကိုကြည်တတ်စွာတည်ဆောက်နေနိုင်ခြင်းအလည်းအောင်မြင်မှုရဲ့အနက်ရှိုင်ဆုံးပုံစံလို့ရှယ်ရတော့သတ်မှတ်ထားပါတယ်တခြားလူတွေနဲ့ timeline မတူဆိုရင်လည်းအဆင်ပြေပါတယ်ကိုရဲ့လမ်းကိုတီးပြီးတော့ကိုခါကိုရှောက်နေရဆိုတာကပိုပြီးတော့အရေးကြီးရလို့ရှယ်ရတော့မြင်ပါတယ်ဒါဆိုရင်ဒီနေ့လေနောက်ကျနေတယ်လို့ခံစားရတဲ့သူတွေရှိရဆိုလို့ရှိရင်ကိုစဉ်းစားပြီးတော့ပြောကြည့်ပါငါ timeline မှာငါဟာဖြည်းဖြည်းနဲ့မှန်သွားနေတယ်ငါဟာမှန်ကန်နေတယ်ဘဝကပြိုင်ပွဲမဟုတ်ပါဘူးလူတိုင်းရဲ့နိုင်ရလည်းအချိန်မတူသလိုကိုနိုင်နဲ့ကိုမှန်ကန်နေရဆိုလို့ရှိရင်ဖြည်းဖြည်းလေးနဲ့ကိုရဲ့အောင်မြင်မှုကိုနေခြင်းနဲ့ဘဝဆိုတာကိုရောက်လာမှာဖြစ်ပါတယ်ဒီနေ့ share ရဲ့ episode လေးကိုနားထောင်ပြီးတော့ကိုရဲ့ pace ကိုရဲ့ true self ကိုလက်ခံနိုင်ပါစေကိုရဲ့ချိန်ကိုရဲ့အောင်မြင်မှုကိုရဲ့ဘဝကိုပိုင်တည်ဆောက်နိုင်ကြပါစေဒါဆိုရင်နောက် episode ဒီမှာပြန်တွေ့ကြမယ်နော် bye bye